ကျွန်တော်တို့လူသားတိုင်းဟာအောင်မြင်မှုကိုလိုချင်ကြတယ်။တနေ့မှကြီးမားတဲ့အောင်မြင်မှုတစ်ခုရလာတာကိုစိတ်ကူးရင်ကြတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ရုတ်တရက်အောင်မြင်မှုဆိုတာမရှိပါဘူး။ကျွန်တော်တို့မြင်ရတဲ့ထိတ်ဆုံးရောက်နေသူတွေရဲ့တောက်ပတဲ့ရလဒ်တွေရဲ့နောက်ွယ်မှာမမြင်ရတဲ့နေ့စဉ်လုပ်ငန်းစဉ်တွေအများကြီးရှိနေပါတယ်။တင်းရဲ့ပန်းနိုင်တွေကတင်းအတွက်ဘယ်လောက်ပဲကြီးမားနေပါစေ။တင်းနေတိုင်းဘာလုပ်နေလဲဆိုတဲ့မိကုံးကပိုအရေးကြီးပါတယ်။ဒီနေ့မှာတော့အောင်မြင်မှုရဲ့စင်မှန်တဲ့လိုအပ်ချက်ဖြစ်တဲ့တသက်မထဲစူးစမ်းအားထုတ်မှု consistency ရဲ့တွန်းအားကိုလက်နဲ့နည်းနည်းဆွေးနွေးပြီးတင်းဘဝမှာရေရှည်တည်တဲ့တိုးတက်မှုတွေရရှိအောင်ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့မဟာလူအားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲလုပ်ပြီးထားကြပါဦး။တသက်မထဲစူးစမ်းခြင်းဆိုတာဘာလဲ။အဲ့ဒါဟာတင်းအခက်အခဲမရှိတဲ့နေ့မှသာမကစိတ်မပါတဲ့နေ့ပင်ပန်းတဲ့နေ့တွေမှာပါတင်းငယ်တဲ့အရေးပါတဲ့အလုပ်တစ်ခုကိုဆက်လက်လှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်။စိတ်ပြင်းများရှုတော့မှကြည်ရင်ကျွန်တော်တို့ရဲ့အုံတော်ဟာအလေးချိန်တွေကိုနှစ်သက်ပါတယ်။တင်းနေတိုင်းအချိန်တစ်ခုသတ်မှတ်ပြီးလုပ်ငန်းတစ်ခုကိုလှုပ်ဆောင်တဲ့အခါအဲဒီအလုပ်ဟာတင်းရဲ့အုံတော်ထဲမှာအာယုံကြောလမ်းကြောင်းအသစ်တစ်ခုကိုဖန်တီးပေးပါတယ်။အဲဒီလမ်းကြောင်းခိုင်မာလာတဲ့အမျှအဲဒီအလုပ်ကိုလုပ်ဖို့အတွက်စာနာဝေးပါဝါကိုသုံးစရာမလိုတော့ပဲအလိုအလျောက်ဖြစ်လာပါတယ်။ဒါကြောင့်တသက်မထဲစူးစမ်းခြင်းရဲ့ပထမဆုံးအကျိုးကျေးဇူးကတင်းရဲ့အရေးပါတဲ့အလုပ်တွေကိုလွယ်ကူတဲ့အလေးအကျင့်အဖြစ်ပြောင်းလဲပေးခြင်းပဲဖြစ်ပါတယ်။ပေါင်းစည်းခြင်းစွမ်းအားတဲ့ compound effect ဒီအချက်ကိုအလွယ်ဆုံးရှင်းပြရရင်တင်းရည်လုပ်လိုက်တဲ့တင်းငယ်တဲ့အားစိုက်ထုံးမှုကတစ်လတစ်နှစ်အကြာမှာတော်တော်လေးကွာခြားသွားစေနိုင်ပါတယ်။ဥပမာစာမျက်နှာ2ခုဖတ်သူ2ဦးနဲ့တစ်ပတ်မှတစ်ခါစာမျက်နှာ10ခုဖတ်သူကိုရှင်းကြည့်ပါ။တစ်နှစ်အကြာမှာနေ့တိုင်းဖတ်သူကစာအုပ်တွေပို့ပြီးအများကြီးဖတ်ပြီးသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူကစာဖတ်ခြင်းကိုအရှိန်အဟုန်နဲ့အလေးချင်းအဖြစ်တည်ဆောက်လိုက်လို့ပါပဲ။အဲ့ဒီတင်းငယ်တဲ့100%တိုးတက်မှုဟာတစ်နေ့ကြာလာတဲ့အခါ38ဆကျော်ပုံမူထိရောက်စေတဲ့သင်္ချာနိယာမှာပဲဖြစ်ပါတယ်။တသက်မထဲစူးစမ်းဖို့အတွက်စိတ်သက်ခွန်အားတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။စနစ်လိုအပ်ပါတယ်။ဒီစနစ်သုံးခုကိုလိုက်နာခြင်းဖြင့်ရေရှည်တည်တံ့အောင်တည်ဆောက်နိုင်ပါတယ်။နံပါတ်1ပျက်စီးခြင်းကိုစီမံခန့်ခွဲပါ။ဘယ်သူမှပြည့်ပြည့်စုံတဲ့လူမဟုတ်ပါဘူး။တစ်ရက်နှစ်ရက်လောက်လွဲချော်တာမျိုးပြက်ကွက်တာမျိုးဖြစ်နိုင်ပါတယ်။အောင်မြင်တဲ့သူတွေဟာအဲဒီလိုပြက်ကွက်မှုတွေကိုအရှိကြီးမဖြစ်အောင်စီမံခန့်ခွဲနိုင်သူတွေဖြစ်ပါတယ်။စီမံနှစ်ရက်စတိုက်မပြတ်ပါစေနဲ့။မနေ့ကလွဲချော်သွားတယ်ဆိုရင်လည်းဒီနေ့မှပြန်စားပါ။အဲဒီလိုပြန်လဲစားတဲ့နိုင်စွမ်းကအဓိကတော့ချက်ပါ။ပတ်ဝန်းကျင်ဖန်တီးပါ။ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဟာကျွန်တော်တို့ရဲ့အဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးပါတယ်။တသက်မထဲစူးစမ်းအားထုတ်မှုကိုလွယ်ကူစေဖို့အတွက်တင်းပတ်ဝန်းကျင်ကိုပြောင်းလဲပါ။ဥပမာဝန်တိုင်းစာချက်ချင်းဖုန်းကိုအခန်းပြင်မှာထားခဲ့ပါညဘက်အိမ်ရမဝင်ခင်မှာမနက်အတွက်လေးချိန်ကအဝယ်စားကိုအစင်သစ်ထားပါတင်ပဝင်ခြင်းကတင်ရကောင်းမွန်တဲ့အလေးအချင်းကိုတွန်းအားပေးနေပါစေတိုးတက်မှုကိုမှတ်တမ်းတင်ပါကျွန်တော်တို့အုံတော်ဟာတိုးတက်မှုကိုမြင်ရတဲ့အခါပိုပြီးစိတ်သက်တက်ကြွပါတယ်ရိုးရှင်းတဲ့ပြက်ကလေးပေါ်မှာအမတ်ချစ်ခြင်းအလေးချင်းလေးတစ်ခုကတင်ကိုဆက်လက်လှုပ်ဆောင်ဖို့ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်စေပါတယ်တင်ပနေရက်ဇက်တိုက်လုပ်ခဲ့လဲဆိုတဲ့ဝင်းဆက်ချင်းကိုမပြတ်ချင်တဲ့စိတ်ကတင်ပင်ပန်းတဲ့နေ့တွေမှာပါအလုပ်ဖြစ်စေပါလိမ့်မယ်။မိတ်ဆွေတို့မှတ်ထားပါကြီးကျယ်ခမ်းနားတဲ့ပန်းနိုင်တွေရရှိဖို့အတွက်နေ့တိုင်းကြီးကျယ်ခမ်းနားတဲ့အလုပ်တွေလုပ်เสียရမလိုပါဘူး။တင်ဒီဒီမှာအနေငယ်လှုပ်ဆောင်လိုက်တာကမနှက်ပြန်အတွက်အရှိန်ဟုန်ကိုဖန်တီးပေးပြီးတစ်ပတ်တစ်လကြာလာတဲ့အခါတင်ဟာမနေ့ကတင်တဲ့အလုံးဝမတူညီတော့တဲ့လူတစ်ယောက်ဖြစ်နေပါလိမ့်မယ်။အောင်မြင်မှုရဲ့လိုအပ်ချက်ဟာတင်တက်ကြွတဲ့နေ့မှာမဟုတ်ဘဲတင်အပြင်းထူတဲ့နေ့မှာတော့ဆက်လုပ်နေခြင်းပဲဖြစ်ပါတယ်။တင်ရဲ့စိတ်ကူးတွေတင်းရဲ့ပန်းနိုင်တွေကနေအ ਨੇ ဆုံးစီးမြင်လေးတစ်ခုကိုပဲဒီနေ့ပဲသတ်မှတ်လိုက်ပါပြီးတော့အဲ့ဒီအ ਨੇ ဆုံးစီးမြင်ကိုတပတ်တိစက်တိုက်လုပ်ကြည့်ဖို့တင်းကိုစိန်ခေါ်ချင်ပါတယ်ရလဒ်တွေကတင်းကိုအားတင်းစေမှာပါ